တပည့်တော်ကတော့ခြေတိုင်းပညာဌာနမန္တလေးတက္ကသိုလ်ကဒေါက်တာမင်းသားမှာတပည့်တော်မေးချင်တာကအခုလက်ရှိပေါ့နော် NRPC မှာပြောနေတဲ့ထာဝရငြိမ်းချမ်းရေးပေါ့ပင်လုံး21ပင်လုံးပေါ့နော်အဲ့ဒါကြီးကသုံးနှုန်းထားတဲ့ဝေါ်ဟာရပေါ့အရှင်ဘုရားပြောတဲ့ absolute peace ပေါ့ထာဝရငြိမ်းချမ်းရေးဆိုပြီးတော့သုံးထားတယ်ဗျအရှင်ဘုရားအနေနဲ့အဲ့ဒီအသုံးကိုအရှင်ဘုရားဘယ်လိုမြင်လဲဆိုတာကိုတပည့်တော်သိချင်ပါတယ်ဗျာဘုန်းတော်ကတော့ထာဝရငြိမ်းချမ်းရေးဆိုတာကတော့စကားအရာတော့ထာဝရတက်လိုက်ုံနဲ့ထာဝရဖြစ်မှာမဟုတ်ဘူးအဲ့တော့ထာဝရမဖြစ်ခင်မှာပထမဆုံးလူတွေမှာမူလလိုအပ်တဲ့အရေးချင်းတွေဘုန်းတို့အသေးမွားလေးကစပြီးကြီးအထိလူတယောက်ဟာပြောတဲ့ equal right တို့အကုန်လုံးခြုံမိငုံမိအောင်တော့ဘုန်းတို့တရားတော်မှာတော့ဒီသုံးမျိုးအချက်လိုပါတယ်ဥမာ understanding ပေါ့ပြန်လာကကာချာယဉ်ကျေးမှုတို့နားလည်ရမယ်နောက်က respect ပေါ့အချင်းချင်းတွေပေါ့နားလည်ရမယ် appreciation တရားလုပ်တာတရားလုပ်တဲ့အဲ့လို foundation ကောင်းကောင်းနဲ့သွားရင်တော့ထာဝရငြိမ်းချမ်းရေးဆိုတာဖြစ်ကောင်းဖြစ်မယ်ကိုလို့ချင်ရလုပ်ပြီးတော့ကိုယ့်ဘက်ကရားဖို့ယူပြီးတော့ထာဝရငြိမ်းချမ်းရေးဆိုတာတော့ဘုန်းတော်တော့ impossible ဒီလိုပဲမြင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာကဲခြေတိုင်းပညာဌာနအမေးလို့ရပါတယ်မေးတင်တဲ့လူမေးပါခုနအနောင်စာလေးတွေတိုက်တွန်းမအောင်ကမေးတင်တဲ့လူတွေအနောင်စာတွေပြောက်နေတာကဲပြီဟိုမှာမိုက်ဟိုမှာလည်းတောင်းတယ်ဟိုမှာလည်းတောင်းတယ်မင်္ဂလာပါဗျာမင်္ဂလာပါတပည့်တော်ကတော့မန္တလေးတို့ရှေ့တိုင်းပညာဌာနအပြီးတော့လို့ဒီမှာအကြောင်းသားဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီအရှင်ဘုရားဒီလက်ချပေးတဲ့ထက်မှလည်းတပည့်တော်တို့အများကြီးပညာရစရာအများကြီးပါပါတယ်ဒါတပည့်တော်သိလို့တာကတော့တပည့်တော်ရဲ့မတူကွဲပြားခြားနာတဲ့ကချာရီနဲ့အတူပေါ့ဒီမတူကွဲပြားပြီးတော့မှရှိနေတဲ့ဒီလူတွေပေါ့လေအတူရှင်တွဲပြီးတော့ငြိမ်းချမ်းစွာနဲ့နေထိုင်မှုအတွက်ကျွန်တော်တို့တပည့်တော်ရဲ့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားရှိတယ်ဆိုလို့ရှိရင်လည်းတပည့်တော်အနှစ်ချုပ်ကလေးတပည့်တော်နာကြားကြမှာလေဗျာဘုန်းတို့အတူရှင်တွဲဆိုတဲ့နေရာမှာအတူရှင်တွဲဆိုတဲ့အတူရှင်တွဲငြိမ်းချမ်းစွာနေထိုင်ရေးဆိုတဲ့စကားကစောစောတွေကဒီ theory ကိုဗမာပြည်စ introduce လုပ်ကြရမဖြစ်နိုင်ဘူးလည်းပြောကြတာအတူငြိမ်းချမ်းရေးဆိုရှင်တွဲတဲ့ရှင်တွဲတာနေခြင်းရင်တယောက်ရဲ့ value တယောက်ကိုညှိရမှာပဲညှိတယ်ဆိုတာဟိုတယောက်ကကိုယ့်ရဲ့အသက်အိုးရင်ကိုငဲ့ရင်ကိုယ်ကလည်းသူ့ရဲ့အသက်အိုးငဲ့ရမယ်ကိုကသူ့ရဲ့ဒီ family value ကိုငဲ့ရင်သူကလည်းကိုယ့် family value ကိုငဲ့မယ်အဲ့လိုတယောက်နဲ့တယောက်ကညှိလို့ရတာကိုညှိပြီးမှနေမယ်ဆိုရင်ဒါကအတူရှင်တွဲဆိုတဲ့စကားဟာ possibility ပဲအဲ့တော့အဲ့လို culture တစ်ခုကိုမရဘဲနဲ့ကိုယ့်ဘက်ကိုဖြစ်ချင်တယ်ကိုယ့် culture ကို right လုပ်ပြီးတော့အကုန်လုံးကိုယူပြီးတော့တခြားဘက်ကိုတို့ကတော့ကိုယ့် culture တိုင်းသွားမှာပဲမင်းတို့ဟာလုံးနိုင်မလုံးနိုင်ရှိရင်တော့အဲ့ဒီအတူရှင်တွဲဆိုတဲ့စကားကအင်မတန်ခက်ပါတယ်။ကြောင့်မို့ဘုန်းတို့ဒီခုနပြောတဲ့အသွင်မတူတဲ့အနေအထားတွေကြောင့်တဲ့ကျွတ်တွေရဲ့သဘာဝအတူကိုမတူတာဘူး။ကြောင့်မို့အခုဘုန်းတို့တောရိုက်နေကြီးပေါ့။ဘုန်းတို့သမင်လေးတွေတို့ယုံလေးတွေတို့ကျွက်လေးတွေတို့အခုအာဖရိက one life ဆိုရင်သူတို့ဘဝခံမှုယူပဲလေဒါဟိုဘက်ကတော့ပြောမှာဒါသူတို့ right ပဲလေမှန်ပါတဘာဝကြီးကသူတို့စားဖို့တို့ဖန်တီးထားတယ်ဆိုတော့ဒီလိုလွယ်ကူတဲ့ဖြေမျိုးကတော့ဘုန်းတို့ကတော့အဲ့ဒါမျိုးမြတ်စွာဘုရားရဲ့တရားတော်ကတော့မြတ်စွာဘုရားရဲ့တရားကိုချင်းစာတရားနဲ့သွားတာလေကိုသားမယားကိုသူများဖြစ်စည်းတာမကြိုက်ဘူးဆိုရင်ကိုကလည်းသူများသားမယားမဖြစ်စည်းနဲ့အဲ့ဒီ value ညှိရမယ်အဲ့ဒါဆိုရင်သူ့ရင်ကိုယ်ရင်နေဘာမှဖြစ်မှန်ပါဗျကိုသားသမီးကိုသူ protect ကိုသားသမီးလေးတို့ protect လုပ်တယ်ဆိုသူသားသမီးကိုဘုန်းတို့ protect လုပ်တယ်ဆိုအဲ့ဒီ value နှစ်ခုတူလို့ရှိရင်အသွင်ပဲမတူဘူးဘာသာပဲမတူဘူး culture ပဲမတူဘူးဘုန်းတို့အတူရှင်တွဲနေထိုင်လို့ရတယ်အဲ့တော့လူတစ်ယောက်ကို value ညှိရမယ်မှန်ပါကြောင့်မို့တခါလေးပြောရမို့လားတခါလေးအင်တော်ပြုတဲ့အခါမှာဒီအမျိုးသားနဲ့အမျိုးသမီးဟာပညာပဲဖြစ်တွေးခေါ်ပဲဖြစ်တူညီရင်ကောင်းတယ်မတူညီရင်တခါလေးနောက်ကတုံးကြီးလို့ဒီလိုထွက်သွားသလိုရှေ့ဆောင်တဲ့လူကပင်ပန်းတယ်ကြောင့်မို့အသွင်မတူအိမ်သူမဖြစ်ဆိုတာတခါကြီးတို့အဖိုးတို့လည်းပိုသိပါတယ်ဒါမျိုးလေးတွေပေါ့အဲ့တော့အသွင်တူချင်းဆိုတဲ့နေရာဘုန်းတို့ဗုဒ္ဓဘာသာတရားကသူကကိုချင်းစာစိတ်နဲ့လုပ်တာဥပမာဆိုတော့သူများသက်မတတ်ဘူးဆိုရင်
သူများတော့တင်ဟာဘုရားဘာသာမှုသူများသက်မတတ်ရတာတို့ကတော့တို့ဖျားခွင့်ပြုထားတယ်ဒါသူတို့ရဲ့ value ပဲ မှန်ပါ ကောင်းပြီဘုန်းတော်ကတော့ဘာကြောင့်တတ်တာဟာမြတ်စွာဘုရားကကိုချင်းစာတရားလို့ထားတယ်ဆိုရင်ကိုယ့်ကိုလူတယောက်ကလက်နဲ့ကြီးနဲ့ချိန်ချောက်တတ်မယ်ဖြတ်မယ်တကယ်လို့ရင်အဲ့ချိန်မှာကိုယ့်ရဲ့ fear တွေကိုယ့်ရဲ့ emotion တွေဘယ်လောက်ဖြစ်မလဲငါလည်းသူများကိုဒီလိုလို့ဒီလိုဖြစ်မှာပဲဆိုရင်ငါဒါမျိုးလို့ရင်ငါ့ကိုတယောက်ကဒါမျိုးလို့ရင်ကြိုက်လားမကြိုက်ဘူးကိုမကြိုက်ရင်မလုပ်နဲ့ပေါ့ မှန်ပါဗျာ အဲ့လို value ညှိရင်တော့အတူရှင်တွဲဆိုတာ possible ပဲနောက်တစ်ခုကသူက minority တို့ majority တို့ဆိုတာနိုင်ငံရေးအရရှုပ်ထွေးတဲ့စကားလုံးအနေနဲ့ကိုလိုချင်အထက်သုံးလို့မရအောင်တောင်းတခါကလေးတွေမေးကြည့်တယ်မင်းတို့မိသားစုတွေကွာတစ်သက်လုံးစင်းရဲတူချမ်းသာတူစားလာရှင်းနဲ့ကိုချမ်းသာလာတော့အိမ်မနေတယ်ဧည့်သည်တွေလာတယ်ကိုရင်ကစားကန်ဒီမှာမေလို့တဲ့လူကဟင်းကောင်းနဲ့စားရင်ဧည့်သည်လာတဲ့ဧည့်သည်ကိုအဲ့ဓာတွေကိုတဝက်ခွဲကြည့်မလားအိမ်လာလို့ရှိရင်ဒါ equal value ရတဝက်ခွဲကြည့်တယ်ဆိုတာအင်ရှင်ကသဘောကျရင်ကျေနပ်ရင်တော့ခွဲမှာပဲ မှန်ပါ မကျေနပ်ရင်မခွဲဘူးဒါကိုဒါ equal right လို့ပြောလို့မရဘူးသူကနဲ့သူ culture value တွေကရှိတာပေါ့ မှန်ပါ အဲ့တော့ဘုန်းတို့မြတ်စွာဘုရားတရားကတော့ကိုချင်းစာတရားပဲ မှန်ပါ ဣရိဥဒ္ဓဘတရားပဲ မှန်ပါ ကိုချင်းစာတရားနဲ့သွားလို့ရှိရင်ဘုန်းတို့ရဲ့ living အတူရှင်တွဲနေထိုင်ရေးဆိုတာရှိတယ်တရားမခုနကပြောတဲ့ဘုန်းတို့အိန္ဒိယလက်ထက်ကလည်းရှိတာပဲချိန်တို့သူတို့ရဲ့ culture ရတုံးလို့ဝင်နေတယ်ဘုန်းတို့ရန်တော်တွေရဲ့ culture ရဣရိဥဒ္ဓဘတရားကိုဒီသင်္ကန်းနေနဲ့အတူတူရှိတယ်အဲ့ဒါကိုပူဇော်ခံသူပဲလူခံသူပဲဆိုပြီးတော့တုံးလုံးကိုယ်တော်လည်းတစ်ဖက်ကထားမတုံးလုံးကိုယ်တော်လည်းတစ်ဖက်ကထားကာချာတဲ့ကိုစုကြည့်ထည့်ရင်တော့ကာချာကို respect လုပ်တဲ့ပုဂ္ဂိုလ်တွေတဲ့စိတ်နှောင့်ယှက်တနည်းမဟုတ်တနည်းတော့ဖြစ်မှာပဲအဲ့တော့သူ့နေရာလေးနဲ့သူတုံးလုံးနေတဲ့ပုဂ္ဂိုလ်တုံးလုံးနေရာလေးတီးသန့်ထားလိုက်ပါ မှန်ပါ ဟိတုဒ္ဓဘတရားရှိတဲ့လူဟိတုဒ္ဓတရားသူ့နေရာလေးတုံးလုံးထားပါတယောက်တယောက်စောင့်ရှောက်ပါဆိုရင်တော့ဒါသည်ပင်အတူရှင်တဲ့နေထိုင်ရေးလို့ပြောလို့ရဘလို့ interpret လုပ်မလဲပေါ့ဘုန်းတော်အဲ့လိုမြင်တယ်ဘုရားဘာသာတရားအရာ မှန်ပါဗျာ အတူရှင်တွဲဆိုတဲ့စကားကအဓိပ္ပာယ်တွေအများကြီးရှိတယ် မှန်ပါဗျာ အဲ့ဒါပါပဲဘုရားတရားကိုချင်းစာတရားကိုခြေခံတယ် မှန်ပါဗျာကျေးဇူးတင်ပါတယ်တင်ပါတယ် ခုနဒီနာမမိုက်တူလို့ မင်္ဂလာပါဘုန်းဘုန်းဖေ မင်္ဂလာပါ တပည့်တော်နာမည်ကမောင်တီရဖြစ်ပါတယ်ဒေါသနိကပေတာကပရိတင်းကျောင်းသားဖြစ်ပါတယ်ဖေတပည့်တော်တိလိုတာကတပည့်တော်နိုင်ငံရဲ့ကာချာအနေထားနဲ့လက်ရှိကျင့်သုံးနေတဲ့နိုင်ငံရေးစနစ်မှာနည်းနည်းပုတ်တိုက်မှုတွေရှိနေပါတယ်ဖေတပည့်တော်အနေနဲ့ကိုယ်ကာချာကိုလည်းတန်ဖိုးထားတယ်နောက်ကိုယ်နိုင်ငံကိုလည်းဒီထက်ပိုပြီးတိုးတက်စေချင်ပါတယ်ဖေအဲ့တော့ဒီနှစ်ခုလုံးရအောင်ဘယ်လိုပုံစံနဲ့တပည့်တော်နေထိုင်သွားမယ်ဆိုရင်အဲ့ဒီအကျိုးတရားတွေရနိုင်ပါသလဲဖေ။ သူကတော့အင်အားကြီးတဲ့အရာတစ်ခုကိုပြန်ပြီးတော့ရှင်ရတဲ့ခါမှာစကားပြောတဲ့ခါတို့ဒီအလေးချင်းလုပ်တဲ့ခါတော့ပညာသားပါဖို့အရေးကြီးတာပေါ့ကိုကအားနေတာပေါ့အဲ့တော့ဘာလို့မလဲဆိုကိုယဉ်ကျေးမှုကိုကာချာတော့ကို၌ကထိရမှာပဲမင်းယောက်ျားလေးတယောက်ဆိုပါတော့မင်းအခုနောက်တိုင်းကာချာ living together မင်းကကိုကာချာလည်းထိနေအဲ့ living together ကြမရှောင်နိုင်ဘူးဆိုကို၌ကကာချာကိုထိရမရဘူးသူတို့ရဲ့ value ကိုကိုကပါပြီးသားဖြစ်နေတယ်ထိနေတို့ကိုယ်တိုင်လေ့ကျင့်တယ်တို့ maintenance လုပ်ချင်တယ်ဆိုတာလက်တွေ့ပါဘုန်းတော်ဗုဒ္ဓဘာသာကာချာကကိုချင်းစာတရားရှိတယ်ကိုယ့်ရဲ့ချစ်လာစွာသောညီမလေးတွေကိုယ့်ရဲ့ချစ်လာစွာသောဒူတွေဒူမတွေကိုသူ့ရဲ့ဖြူစင်တန်ရှင်းတဲ့ဘဝလေးကိုငြင်းချမ်းချမ်းလေးနေစေခြင်းနဲ့ထားစေခြင်းနဲ့ဒါကိုယ့်ရဲ့ value ပဲကိုကပြောတော့တာလုပ်တယ်သူများကလေးသူများရဲ့သားမယားသူများရဲ့မောင်နှမကြတော့ဒါတွေကိုမထည့်ဘူးဆိုရင်ဘုန်းတော်က theory ဒါစကားတတ်လို့ဥပအောင်ပြောသွားတဲ့သဘောရှိတယ်လက်တွေ့မပါလက်တွေ့မပါတဲ့ဘဝကတော့ကိုယ်ဘလို့မှ credit မပေးနိုင်ဘူးတောင်ဘုန်းတို့နောက်တိုင်းနေမှာဒီ hotel တွေပါတွေတွေးလို့ရှိရင် credit ကပ်ပေးတာကိုယုံကြည်တယ်ပိုက်ဆံပေးတာကိုတက်ရပေးလို့မရဘူးအဲ့တော့ပိုက်ဆံ hotel ကပေးတာနဲ့ credit ကပေးတာကိုဘာဖြစ်လို့ plastic ကကြတော့ယုံကြည်ပြီးတော့ပိုက်ဆံပေးတာမယုံကြည်နိုင်ဘူးလို့တခါလေးဘယ်လိုထင်နော်ကို cash ကိုပေးတာ ဒီမှာဖေ။ ဒါပေမဲ့ hotel တွေကအဲ့ဒါမျိုးမကြိုက်ဘူး credit ပေးတာကိုကြိုက်တယ်တက်နဲ့ပေးတာပဲကြိုက်တယ်ကတည်းကကိုရလားမရလားမသိဘူးသူကနဲ့သူတော့ value ရှိပြီးသားဒါကလေးဘယ်လိုထင်နော် သူတို့ရဲ့ကာချာမှာရှိတဲ့ဒီသူတို့ဘန်စနစ်ကိုပို့ပြီးတော့ယုံကြည်လို့ပါဖေ။ ဒါပေါ့သူတို့တိကျထားတဲ့ credit card ကဘာအားသာချက်ရှိလဲဆိုတော့
တခါလေးက credit card သုံးပြီးတော့ hotel ကိုသွားတယ်သွားတဲ့အခါမှာမင်းကစိတ်ဆိုးပြီးတော့ရက်တီမူးပြီးတော့ခေါင်းကြီးလေးဓာတ်နဲ့ဆူဖဲတာနိုင်ကြီးတို့ထိုးပေါက်တာဖိုင်ဘာမပြောဘူးမင်းနဲ့အမုန်းခံမပြောဘူးမင်းတို့သူပြန်မင်းပြန်သွားပြီဆို credit card company ပြောတယ်ခင်ဗျားတို့ customer ကကျုပ် hotel ကိုဒီလိုဖျက်ဆီးထားပါတယ်ခေါ်ရီတော့ value တွေကြပါတယ်ခင်ဗျားတို့ credit card company ကရောပြောပါသူကလာစစ်ဆေးတယ်ဟုတ်တယ်ငါတို့ customer မှားတဲ့အတွက်ရောပြမယ်ဆိုတော့ credit card ကလူတဲ့ပို့ပြီးတော့အားတာချက်တွေရှိတယ်ဒီကောင်ပိုက်ဆံဆိုတာပေးပြီးပြန်သွားရင်ဒီကောင်ဘယ်ကောင်မှလည်းမသိသွားပြီးဒီကောင် hotel ကြီးလည်းပြက်နေကြတာဒါမျိုးတွေပေါ့ဒါကစဉ်းစားတဲ့နီးကိုသူ့ရဲ့ value လောက်ထားတဲ့နီးကိုဖုန်းကနားလေရဒီတိုင်းမှာကိုယ်ကာချာကိုယ်ရင်ကြည်မှု value လောက်ချင်းကိုတယောက်တည်းလုပ်လို့မရဘူးလေလို့တကူလုပ်တယ်ဆိုတာကစုပေါင်းညီတယ်ဒါကြောင့်မို့သူတို့ဖုန်းတို့ဒီအင်္ဂလိပ်စကားမှရှိတယ် thank you for your cooperation ရောက်တဲ့တခုကိုအားကောင်းအောင်လုပ်ချင်း cooperate လုပ်ရမယ်အဲ့လိုသဘောတူနားလည်တဲ့ပုဂ္ဂိုလ်တွေစုပေါင်းပြီးတော့ maintain လုပ်မှာကိုယ်ကာချာကအားကောင်းလာတခါတလေကြတော့သူတို့မြင်တဲ့သူတို့ကအမြဲတမ်းကိုယ်ရိုက်ရဖို့ပဲ nothing wrong ပဲသူတို့ကာချာဒါ dangerous ဖြစ်တယ်နော်သူများသားမယားကိုသူများသားမယားကိုကြိုက်လို့ကိုဟိုလှုပ်လဲမယားကိုနိုင်ကလက်ခံရင်ယောက်ျားလှုပ်တဲ့လူဘာလို့လို့မရဘူးဒါမျိုးပဲလက်မြောက်နေရုံပဲစကားပြောရင်စိတ်ဆိုးပြီးတော့ကိုသားမယားကိုရရင်အဲ့ဒါဒုတိယအဖြစ်ကပြန်ဖြစ်တော့အဲ့တော့ဘာလို့လဲဆို divorce လုပ်ချင်လို့တို့မို့အတူရှင်တဲ့နေတိုင်းလဲဆက်ပြီးတော့တိခံသူကသူဘယ်နောက်လိုက်နေအိမ်ပြန်လာမှကိုသားမယားပေါ့သူနောက်လိုက်တော့သူသားမယားပေါ့မင်းအဲ့လောက်ဆိုရင်သဘောထားကြည့်နိုင်လားမင်းကသူများနောက်အများအားလိုက်နေပြီးတော့ပြန်ကျင်တဲ့ကမှအိမ်ပြန်မင်းသဘောထားကြည့်နိုင်မှာမလားကြည့်နိုင်ပါဦးခင်ဗျာအဲ့ဒါသူတို့ရဲ့ value ပဲဒီမင်း appreciate လုပ်ကြည့်ပေါ့ကွာအဲ့ဒါပဲလေအဲ့လိုအသွင်မတူတဲ့အနေအထားမျိုးတွေကိုတယောက်ဖုံးပြောတာပဲလောကမှာကိုလိုကမဲ့တာဝန်နဲ့ကိုယ့် responsibility တွေကိုယောက်ျားတို့ရဲ့မာယာဖြစ်ချင်တဲ့ခါကျတော့ဒီကောင်ကိုလည်းကိုလိုချင်တဲ့ wish ကိုလည်းဖူပြီးဖြစ်ရမယ်တာဝန်လည်းမယူနိုင်တဲ့နည်းတွေသူတို့ကြံတယ်ဘာလို့သူတို့ heroism တွေလောကမှာသူတို့ခေါ်တာပါလေ in the world the most happiness the most important thing is to enjoy ဘဝမှာအရေးကြီးဆုံးအရာကိုပျော်ရွှင်ဖို့ပဲဘလို့နည်းနဲ့ပျော်ရွှင်ရသူများသားများ approach လုပ်သူလက်ခံရင် fair ပဲယောက်ျားဘာပြောလို့မရအောင်မင်းမဘာပြောလို့မရအောင်ဒါသူရဲ့ culture value ပဲအဲ့ဒါကိုကိုကနားလေရမယ်အဲ့တော့ဒီနှစ်ခုကိုကိုယ် culture နဲ့ထည့်လို့ရမရနိုင်ရင်လည်းထည့်ပေါ့မရနိုင်ဘူးဆိုလည်းကိုယ့်အကိုစဉ်းစားပေါ့အဲ့လိုဖုန်းတော့အဲ့လိုမြင်တယ် culture value ဆိုတဲ့နေသူတို့လည်း respect ထားပါတယ်ဒါပေမဲ့သူတို့နိုင်ငံတွေမှာဖုန်းတို့ San Francisco ဆိုရင် gay town ဆိုတာရှိ gay ပွဲတော်မှာသူတို့မင်းကလေးတွေပါလိတွားလို့မှမသိတော့တာရှိတယ်တချို့တကားလေရုပ်ပြစင်ပြတွေကြောက်တွေအများကြီးသူတို့ကအဲ့လိုမျိုးတွေရှိတယ်နောက်တစ်ခုကခုနကလောကရဲ့သဘာဝအရယောက်ျားမိန်းမသဘာဝကသူကလောကကြီးကပါပြီးသားလောကရဲ့သူ့တဘာဝသူပါပြီးဒါကြောင့်ဖုန်း biology ကြီးတော့ကဖုန်းဟိုဗီယက်နမ်ကြီးကျောင်းမှာနေတာသူ biology ဖုန်းကြီး biology ကြီးတော့သူတို့ကနားမလည်နိုင်ဖုန်းကသူတို့ပုံမှာဟိုရှိတာသူတို့ကျောင်းကိုလက်ခံတော့ကဖုန်းကဘာပြောလဲဆိုတော့ကျုပ်ကျောင်းတက်လို့ရှိရင်ဘလို့ကျောင်းကြောင့်ကျုပ်ကိုမကန့်ကွက်ရအောင်သူက biology ယူတာပဲဖုန်းကြီးပဲအပြည့်ကြည့်လို့ထင်လို့ကိုက requirement အတွက်ယူရတယ်အဲ့ဒီမှာဆိုသူတို့နိုင်ငံဘလောက်ပွင့်လင်းလဲဆိုဆရာမကြီးကသူကနောက်တော့ကြီးသူက biological value နဲ့ social value နဲ့ဖုန်းတို့ဒီတခြား value ကမတူဘူးသူကဘာလုပ်လဲဆိုဆရာမကြီးကသူက biology ရှုတော့ငါကြည့်မယ်ဆိုရင်တဲ့ပန်းစည်းလေးယူလာယူပြီးတော့ကိုချစ်တဲ့လူကိုပြောတယ် this is for you are productive biology ရဲ့သဘောကရှားမတဘာဝမျိုးဆက်ပြန်ပွားဖို့အတွက်တဘာဝကပေးလာတဲ့လှုပ်ဆောင်ချက်ပဲ function ပဲဒါကြောင့် scientific တခုတည်းကြည့်ရင် nothing is wrong ဒါမှမဟုတ်သူကဖြစ်ရမယ်ဒါမှမဟုတ်သူတို့သိပ္ပံဆရာတွေငါကဒီဟွာကြီးပေါ့ Freud တို့ဘာလို့ဆိုရင်ငါကဒီလူကြီးနှာဘူးကြီးမင်းကလေးတွေကြောင့်လိုက်ကြည့်နေလိုက်သူကဒီနေကြမှာ7နှစ်ဆိုဘလို့စိတ်တွေဖြစ်တယ်73နှစ်ဆိုဘလို့ဖြစ်တယ်14နှစ်ဆိုသူကဒါတွေလေ့လာတာမင်းကလေးတွေရဲ့ hormone changes တွေ opposite sex တွေကိုဘလို့စိတ်ဝင်စားနေတယ်သူစဉ်းစားတာသူတို့ကလေ့လာပြီးသားစနစ်တကျအဲ့ဓာတွေကိုသူကနောက်ပိုင်းကျတော့သူတည်တင်ဆန်းဆန်းဒီရွယ်ကတော့ဒီလိုဖြစ်တတ်တယ်။ဒါမှမဟုတ်သူတို့ဟိုမလေးရှားတို့ဘာလို့ဆိုရင်ကောင်းမှုခြုံပြီးတော့သူတို့နေတဲ့ခါမှာတခါလေမိန်းကလေးတွေ psychology ဖြစ်ပြီးတော့ငိုလိုက်ကြီးလိုက်ဖြစ်တာမိန်းကလေးရဲ့သဘာဝကဒီလိုခုံမုန်းတွေကဓာတ်တက် opposite sex ကိုသူကမြင်မှုတွေ့ဖို့ကြားဖို့ရှိနေတော့ဒါမှမဟုတ်ဒါကိုအနုပညာရတ္တကြတော့ Shakespeare တို့ဘာလို့ကြတော့
ရိုမီယိုတို့ဂျူလီယက်တို့ဆိုရင်ဒီအချစ်ကြောင့်ကိုယ့်ကိုယ်တတ်သိရတဲ့အချိန်นี้ဒီဟာတွေကိုသူတို့ကသူတည်တနာလုပ်တယ်အဲ့ဒါကိုသူတို့ကသူတည်တနာလုပ်တော့တောင်ပိုင်းကျတော့ဒါမျိုးနဲ့ပတ်သက်ရင်ဒီ Freud theory တွေအားကိုရတာမဟုတ်လားအစတော့မအောင်မြင်တော့သူနှာပွေးကြီးပြောကြတာပဲအဲ့တော့ဘုန်းတော်က culture value ဆိုအဲ့ဒါရှိတယ်ဒါကိုပြောလို့မရဘူးဒါဘုန်းတော်က academic တမှာခွဲခြားသိရတယ် social value political value biological value နောက်တစ်ခါဒီ constitutional value မတူဘူးဥပမာဆိုပါတော့ရှင်းတော့ကအရှင်မင်းသားလေးကတော်ဒီမာလေးတယောက်ချောတော့တော်မြောက်တယ်ဆိုပါတော့ကဲသူက political value ရသူက power ရှိသူဆိုတော့တော်ကောက်တာမစမ်းဘူးပေါ့ဒါပေမဲ့တစ်ဘက်ကဘယ်လောက်ခံနိုင်တယ်လဲဆိုမျိုး1000တနာပုံကြီးမှာ share တို့ဆိုဒီလိုပဲလေမိမတွေသစ္စာဖောက်လို့စိတ်နာလို့တယောက်ကိုတင်ညာလက်ထပ်ပြီးတော့တတ်ပြစ်တာဒီမှာမင်းကလေးကဒါမျိုးပေါ့သူ့ရဲ့ဒီ1000တင်ညာပုံမြင်နေဆိုနာမည်ကြီးပေါ့ဘုန်းနဲ့တမိုင်းမှာဒါက value လို့ပုံရင် culture မလို့တော့ဒါမျိုးတွေရှိပါတယ်အဲ့တော့ဘုန်းတို့ကတော့အဲ့လိုပဲမြင်တယ်ရှင်းရှင်းလေးမြင်တယ်သူကလည်းသူအကန့်လိုက်ကန့်လန့်ထိုင်ရှင်းနေတာပဲလောကကြီးอ่ะကြောက်ကြီးမရှုပ်ထွေးပါအောင်ရှုပ်လာလောကကြီးอ่ะဟမ်မတိတဲ့သူတွေတော့ရှုပ်ပါတယ်ဗျာဟုတ်လားတီးတဲ့လူတွေကပိုရှုပ်တယ်မဟုတ်လားကဲကောင်းပါပြီကျေးဇူးအများကြီးတင်ပါတယ်ဗျာကဲကောင်းပါပြီကျမ်းပါကဲမင်းမယ်ဆိုမေးလို့ရပါတယ်ရှင်ဗျာမင်္ဂလာပါဗျာမင်္ဂလာပါတပည့်တော် philosophy ဌာနဒေါက်တာဇော်ထေးပါဗျာဟုတ်ပါပြီတပည့်တော်သိချင်တာလေးတစ်ခုပါဗျာတပည့်တော်တို့နိုင်ငံဟာကမ္ဘာပေါ်မှာပြည်တွင်းစစ်အရှေ့လျားဆုံးဖြစ်နေတဲ့နိုင်ငံလို့ပြောကြပါဗျာအဲကြတော့ဒီလိုမျိုးပြည်တွင်းစစ်တွေဖြစ်နေရခြင်းအပေါ်မှာဒီစစ်ပွဲတွေကိုရပ်တန့်သွားနိုင်အောင်ဒီခေါင်းဆောင်တွေမှာဘယ်လို ideology တွေများလိုနေလို့အရှင်ဘုရားသုံးသပ်ပြီးလို့ရမှာမတူဗျာအဲ့တော့သုံးသပ်နေနှမျိုးတော့ရှိနိုင်တာပေါ့ဘုန်းတို့အနောက်တိုင်းကဘုန်းတို့တိုင်းပြည်ကိုငင်းချမ်းရေးလိုပါတယ်ဆိုငင်းချမ်းရေးကူဖို့ဆိုတဲ့နိုင်ငံကြီးသားတွေကသူတို့မှာဘယ်လို idea တွေရှိပါတယ်ဘယ်လိုရှိပါတယ်ဆိုတော့သူတို့ကိုယ်၌ကဒါတွေကိုဖော်ဆောင်ပေးဖို့အတွက်ပြည်တွင်းနဲ့ပေါင်းပြီးတော့လုပ်ဖို့လည်းလိုတယ်နောက်ပြည်တွင်းကလူတွေလည်းဘုန်းတို့ကိုဖီယာနာမှာဘုန်းတို့တွေ့လိုက်ရပါတယ်မစ်ရှင်မှာတချို့နေရာမှာဘုန်းကြီးတွေညှိပြီးလို့ရနိုင်တာတွေရှိတယ်ဘာသာရေးကောင်းတာတွေညှိပြီးလို့ရတယ်ဒါတွေလည်းပဲလိုအပ်ရင်လိုအပ်တယ်လို့သုံးပြီးတော့ဒါတွေရှိရမယ်အဲ့တော့ဘာဖြစ်လဲဆိုတချို့ကလက်နက်ကင်တွေကသူတို့ရဲ့ ideology ကဒီလက်နက်တွေကင်ပြီးတော့တဝမ်းတစ်ခါအတွက်ပူကြကြနေနိုင်တယ်စိန်ကြကြနေနိုင်တယ်ဂရင်းကြကြနေနိုင်တယ်သာသမီတွေနိုင်ငံခြားကြောင်းပို့နိုင်တယ်ဆိုတော့ဟိုဟာဒီအောင်နာမအောင်နာပါတာလက်ရှိကတော့သူတို့က gain ဖြစ်နေတာလေတင်ပါဗျာအဲ့ဒါတွေကိုနားလည်အောင်ဘယ်လိုဝိုင်းလို့ကြမလဲဆိုတာတော့ဘုန်းတို့အဲ့ဒါမျိုးတွေပေါ့သဲလွန်စားတွေလိုအပ်တာပေါ့အဲ့တော့နောက်တိုင်းသားတွေညံကြီးပါတယ်ဆိုတော့ဘုန်းတို့နိုင်ငံရဲ့တန်ဖိုးဘုန်းတို့နိုင်ငံကိုတကယ်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုအဲ့ဒါမျိုးတွေအတွက်တော့သူကဖိအားပေးပြီးတော့လှုပ်ပေးလို့မရဘူးလားပေါ့ဘုန်းတို့ကမေးချင်တာပေါ့သူတို့ပြောဖို့နားထောင်မှုတဲ့ဒါတွေကြတော့တူလှုပ်ပြီးတော့တချို့တစ်ဖက်ကဘုန်းကြီးတွေစာနည်းရှိတယ်အေးဝါလီထိုင်လှန်လီထိုင်လှန်ကန်ခွေးခေါ်နည်းဆိုတာအေးဝါလီထိုင်စာလီထိုင်တစ်ဖက်ကလည်းပဲဘယ်လိုပြောတယ်တစ်ဖက်ကလည်းပဲဟိုလှုပ်ထားတယ်ခွေးကိုတခါတည်းလာရောကျွေးပြီးတော့တစ်ဖက်ကလည်းလှန်ကန်ထားသလိုဖြစ်အဲ့တော့ဘုန်းတို့ကတော့အပြစ်တင်တာတော့မဟုတ်ကိုယ်နိုင်ငံရဲ့ value ကိုသူတို့ကိုယ်နိုင်ငံကိုတကယ်ကာကွယ်တယ်ဆိုသူတို့ညံကြီးတဲ့လူတွေပဲဘုန်းတို့လူမျိုးမသိဘူးထားသူတို့မှာ idea တွေအများကြီးရှိတယ်သူတို့မှာအသာချက်ရှိတယ်ဆိုလို့ prove it လုပ်ပြလေတင်ပါဗျာဒါတော့မှဘုန်းတို့ပြည်မှာဘာသာတရားတွေကခံများတူးနေလို့ခုအေတို့ဆိုဗုဒ္ဓဘာသာချင်းဖြစ်နေလို့ဟိုလိုဆိုရင်ရခိုင်အမီတို့ဘာတို့ကတော်ကို dangerous ပဲဒါလေးတွေအသာချက်ရှိပါတယ်မုံတို့ဘာဆိုဘာသာတူတယ်ရှမ်းလေးဆိုဘာသာတူတဲ့ဟာကြတော့ညှိရတာလွဲပါတယ်သူကနဲ့သူတချို့ကဘယ်သူညှိမလဲဆိုတာတော့စဉ်းစားရမှာဒီ political leader တွေကငါတို့ကြည့်မှရမယ်လို့တွက်နေသေးရတော့ဘုံကတော့အဲ့ဒါလေးတွေတခုခုတော့လက်ကော့ဖြစ်နေတာကျွန်တော် there is something wrong with the country ပဲဘုံကတော့အဲ့လိုပဲမြင်ပါတယ်တင်ပါဗျာဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့လို့ရှုပ်တော့ရှုပ်ထွေးတယ်အဲ့ဒါလည်းဘုံတို့ပြည်မှာ academic ဘက်ကကြည့်ရင်အမည်ပေးခြင်းမှာအားနည်းချက်တွေရှိနေတယ်လို့ဘုံမြင်တယ်သူတို့အမေရိကတို့ဆိုနယူးယောက်ကပဲသူ့ရဲ့ဒီလူမျိုးရေးကိုထည့်ပြီးတော့ပြည်နယ်တိုင်းတွေမပေးဘူးဘုန်းနေဆိုရှမ်းပြည်နယ်ဆိုရှမ်းသူတို့ပိုင်လို့ဖြစ်ကချင်ဆိုကချင်ပြည်နယ်ဆိုကချင်သူတို့ပိုင်လို့လူမျိုးရေးထည့်တာကိုဘုံကတခက်ကိုအစတွေကညော်မြင့်ကျေနဲ့ကချင်ပြည်နယ်ဆိုမလိခပြည်နယ်တို့ရှမ်းဆိုကမ္ဘောဇပြည်နယ်တို့ကေပြည်နယ်ဆိုဆွဲခဲ့ပြီးဒီလိုလုပ်လိုက်လို့ရှိရင်လူမျိုးကို attach မဖြစ်ဘူးပေါ့နောက်တစ်ခုက language ကိုယ်နာတွေကလည်းပြောတယ်
ဘုန်းတို့အမေရိကမှာဘုန်းပြောပြတခါသူတို့ပြောရင်းနဲ့လုပ်တဲ့ကဒီလူတိုင်းတက်တဲ့ language ကိုအားလုံးတူရင်သူက fair ဖြစ်တယ် language တွေမညီမမျှဖြစ်နေတာကလည်းတယောက်ကိုတန်တရားစိတ်တွေဖြစ်တယ်ဘာကြောင့်လဲဆိုဘုန်းတခါတယောက်ကသူက supervisor ရုံးမှာဗမာနှစ်ယောက်ကပြောနေဗမာလူပြောရှိလို့ရှိရင်ကိုတယောက်ကသူ့လာတိုင်းနေတယ်သူတို့ငါတင်းကိုပြောနေတယ်သူစကားမှမသိဘူးဒါအမေရိကတို့ကလူတိုင်းအင်္ဂလိပ်လိုပြောလို့ရှိရင်သူကတယောက်နဲ့တယောက်ကယဉ်ကျေးမှုကရှိသွားတာ တင်ပါဗျာ ဒါလေးတွေပေါ့အဲ့လိုမျိုးဒါလည်းပဲပူပေါင်းရှာရမယ်အဲ့လိုမျိုးပြင်ញင်ကြတော့သက်ဆိုင်သူကတော့ပြင်ပေးမှာဘာသာစကားတွေဒါပေမဲ့တစ်ခါတည်းကျတော့ value လို့ပုံရင်ကြွားပြန်ရောအခုတိုင်းရင်းသားတွေကသူတို့ကလေးတွေဟာဒီဘာသာစကားခက်ခဲကြောင်ရှည်တမ်းမရောက်ဘူးလို့ပြောတာဘုန်းတို့နိုင်ငံကောင်းဆောင်တွေကြမဟုတ်ဘူးတမိုင်းတစစဘယ်နိုင်ငံပဲဖြစ်ဖြစ် officer စကားကိုတတ်မှသာလေဒီကလေးတွေကိုဝင်ကြီးတော်တော်ကောင်းသမဒတော်တော်ကောင်းဖြစ်နိုင်ကြရဘူး chance များတာစကားမတတ်ဘဲနဲ့ဒီကအထက်တန်းရောက်ဖို့ဆိုတာခက်တယ်လေဒါဘုန်းတို့ဘုရားဆန်တို့ချိန်ကစဆင်းခဲ့တာပါဒါပေမဲ့သူတို့ကတမျိုးအဓိပ္ပာယ်ပြန်တော့အဓိပ္ပာယ်တွေကအမျိုးရှိတယ်ဘုန်းတို့ဗမာပြည်မှာလုပ်နေတဲ့ seminar ရင်းစုရလက်ထက်ကလည်း seminar တွေလုပ်ပါဆရာမတွေကိုအလုပ်ကိုရှုပ်နာတယ်ပြီးရင်လည်းပဲတကယ်ပွဲကြီးတွေကြတော့ဒီ panel ထိုင်တဲ့အခါမှာတနားရီခွဲလောက်မှာလူတွေကလည်းအများကြီးတက္ကသိုလ်ပညာရေးထက်တန်းပညာ high school ပညာပြောတဲ့အခါမှာရွေးကောက်မရွေးဘူးလက်ထောင်တဲ့လူကအရင်ပြောလို့ရတယ်ဆိုတော့အချိန်တူတူလေးမှပြောတော့ဘာမှမကြံငယ်ဘူးလုပ်ပုံလုပ်နည်းတွေပေါ့စနစ်တွေပေါ့အဲ့လိုပဲမြင်ပါတယ်ဖြစ်တော့ဖြစ်နိုင်ပါတယ်ဗါတဲ့ဟိုကသူတို့ပြောတဲ့ philosophy မှာမင်းက philosophy တခါလေးက philosophy ဆိုဖုန်းက philosophy ပြောရမှာ philosophy မှာစကားတစ်ခုရှိတယ် impossible ဆိုတာက I am possible တင်ပါဗျာ impossible ဆို I am possible အဲ့ဒါကို I apostrophe am I am possible ဒါက theory ရသူက language ကို gain လုပ်တဲ့သဘောပါဘုန်းကတော့လောကရဲ့သဘာဝအတ္တမာနတွေလျှော့ပြီးတော့တကယ်လို့ sincere ဖြစ်တဲ့တယောက်မို့ inner peace sincere ဖြစ်တဲ့ကိုနိုင်ကဒကာကြီးကအဲ့ဒီဖွဲ့ထဲမှာပါဒကာကြီးကိုနိုင်ကကိုကလေးကိုတိုင်းပြည်ကိုလူမျိုးတွေကိုငြင်းချမ်းစေခြင်းနဲ့ဆိုကိုကရင်လျှော့ရမှာဘုန်းကလျှော့တာလျှော့ခြင်းနဲ့သူများကိုအရင်လျှော့ဆောင်တာကိုဘက်ကခေါင်းဆောင်တွေကလျှော့ဖို့ခက်နေတာဘုန်းကတော့အဲ့လိုပဲမြင်တယ်လေ တင်ပါဗျာ ကဲကျေးဇူးတင်ပါတယ် ကျေးဇူးပါဗျာ ဖုံဖုံဖေရမင်္ဂလာပါဖေရတပည့်တော်ကတော့ဟိုအရှိတိုင်းပညာပါဖေရတတိယနေ့ရတနာဘုံတက္ကသိုလ်ပါဖေရတပည့်တော်ဟိုဗုဒ္ဓစာပေထဲမှာလေ့လာဘူးတာကတော့ဟိုစေတနာဟံဘိခဝေကမ္မံဝလာမိရဖေရစေတနာဟာကံပါတယ်ဖေရဒါပေမဲ့တစ်ခါတလေမှာကိုကစေတနာနဲ့ပြုလုပ်လိုက်ပြင်မဲ့အဲ့ဒါကိုယ့်ရဲ့စေတနာကိုယ့်ဘောပြန်ပြီးတော့အကျိုးမသက်ရောက်ဘူးဖေရအဲ့လိုမျိုးလွဲသွားပြီးတော့ကိုယ့်ဘောမကောင်းတာတွေပဲပြန်ပြီးတော့ကြားတတ်တယ်ဖေရအဲ့ဒါဘာပြီးဘယ်အဖေဘဝရဲ့အကျိုးဆက်ကြောင့်အတိတ်ဘဝရဲ့အကျိုးဆက်ကြောင့်လားဒါမှမဟုတ်ယခုလက်ရှိမှာဘလို့ကုသိုလ်ပြုရတဲ့နဲ့ကုသိုလ်ရဲ့အကျိုးမခံစားရတာအဲ့လိုမျိုးလေးပေါ့ဗျာသိချင်တယ်ဗျာသူကခုနကပိဿသူတွေရဲ့နှလုံးသားဆိုတာအမေလှုပ်တဲ့လူအဖေလှုပ်တဲ့လူသားသမီးတွေကတခုလို့ရင်မျောလင်းချက်မပါဘူးမင်းကလှုပ်တော့ငါတွေကစကားကြီးကျွဲစကားကြီးသုံးပြီးတော့စေနာကြီးတွေလှုပ်ပြီးတော့မျောလင်းထားတာပါတော့မျောလင်းချက်တိုင်းမှာကိုမျောလင်းထားတဲ့အရာဟာမဖြစ်နိုင်ကြီးက69ရာခိုင်နှုန်းရှိတယ်ဖြစ်နိုင်နေရတစ်ခုပဲရှိတယ်မမျောလင့်ပါနဲ့ဘာပေးနိုင်မင်းတငယ်ချင်းထမင်းကျွေးမယ်ကျွေးလိုက်ပါလို့လာသူစီကနောက်တော့ငါနှက်ပြန်ကျွေးမယ်မမျောလင့်ပါနဲ့အဲ့ဒါဆိုမင်းစေနာတန့်တာသူမကျွေးလည်းမင်းပြောတာပဲကျွေးလည်းပြောတယ်ဒါကြောင့်စေနာဆိုတဲ့သဘောကို theory တတ်တိုင်းလေးတပည့်တော်စေနာတလူထားပါတယ်ဒီလိုဖုန်းတို့ကာချာမှာတွေ့လာတခါလေးဆရာကြီးကလေးကိုညှိုးထားတော့ဒီမှာဒေါသနဲ့ရိုက်ကလေးကကျိုးနေပြီသူများပြောကျုပ်ကစေနာနဲ့ရိုက်တာဟိုကကျိုးနေပြီလက်ကျိုးနေစေနာနဲ့ရိုက်တယ်ကလက်ကျိုးပါမလားစေနာဆိုတာကဘာပြောချင်တာစေနာဆိုတာကိုလို့လူတဲ့အရာကိုတိုက်တွန်းပြီးတော့မဖြစ်ဖြစ်အောင်လုပ်တာစေနာမှာမေတ္တာနဲ့တွဲမှာအောင်မြင်မှာမျောလင်းချက်ကကိုကျိုးပါတယ်မျောလင်းချက်မပါတဲ့ဆောင်ရွက်မှုအားလုံးဟာအောင်မြင်မှုကြီးပဲမျောလင်းချက်ပါတဲ့ဆောင်ရွက်မှုမျိုးတွေကနှေးဖို့ပဲအောင်မြင်မှုနှေးဖို့ပဲခုနဘုရားတကမင်းကျောင်းသားလေးပြောတဲ့တဲမှာတကလေးပြောတဲ့တဲမှာတပည့်တော်စေနာထားပါလေနဲ့ကိုဘက်ကအကျိုးမပြန်လာဘူးဆိုတော့ညှို့လင်းချက်ကအစတွေကပါနေစေနာမယူသားဘူး sincerity မဖြစ်ဘူးဘ
ဘုန်းကအဲ့လိုပဲမြင်တယ်လေအဲ့ဒါဗုဒ္ဓဘာသာရဲ့အလေးချင်းဗုဒ္ဓဘာသာက sincerity တကယ်ကိုယူသားမှု sincere ဖြစ်မှုတပတ်သားကိုကောင်းစားလိုမှုအဲ့ဒါရှိတာတော့ဘုန်းတို့ပြမစိုးကမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတာကသိက္ခာခြင်းခွင့်လို့ခြင်းစွန့်လို့ခြင်းနားလဲခြင်းပေးဆက်ခြင်းဆိုတဲ့ဒီရည်ရှိနေပါတာကိုမိဘများသာသမီပေါ်မှာအဲ့ဒီရည်ရှိနေပါတယ်တရားမို့သာသမီနဲ့မိဘအဖြစ်ရင်မိဘကပဲအရင်လျှော့တာဘာလို့ကိုကပေးဆက်ထားတာအဲ့တော့မင်းနောက်ဆိုရင်ကုလို့ရှိရင်စေနာတန်တန်လေးလို့တရားဘုန်းတို့စေနာတန်တန်လေးဆိုကြားဘူးတယ်မလားတန်တန်လေးအဲ့ဒီစေနာတန်တန်နဲ့လို့ရင်မေစေနာတွေအောင်မြင်မှာပဲစေနာမတန်ရင်တော့ဆင်းရဲမှာပဲပေါ့ခုနကတော့ဘုရားကတော့တီယိုရီရှိတာပေါ့စေနာဘေကွေကမ္မဝရမိကဒါတီယိုရီပဲလေစေနာတတ်မှုတော့ရည်ကြီးပါဒါဘုရားတရားပါပဲတင်ပါခုလိုရှင်ပြကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်တင်ပါရှင်ဖျားမင်္ဂလာပါဗျာမင်္ဂလာပါတပည့်တော်ကရတနာဝုံတက္ကသိုလ်အရှိတိုင်းပညာဌာနထွေထွေကျော်ဖြစ်ပါတယ်ဗျာတောင်းပါတပည့်တော်သိချင်တာကဗုဒ္ဓစာပေတွေထဲမှာပါတဲ့ဆောင်ရန်ရှောင်ရန်ကျင့်ဝတ်တွေကိုပေါ့နော်တပည့်တော်တို့ကနေပြီးတော့မှဟိုစာတန်းတစ်စောင်ရေးလို့ရှိရင်ဘလို့မသက်တွေသုံးပြီးရေးရင်ပို့အဆင်ပြေမလဲဗျာဟောဘုန်းရေးပေးရမလားဟိုနီလန်းလေးတွေသိချင်တာပါဗျာဥမာမင်္ဂလာတုတ်တို့သင်္ဃာလောဝါဒတုတ်တို့ဓမ္မပရတို့လောကနိတိတို့တွေမှာပါတဲ့ဟာလေးတွေကိုလေပထမဆုံးကသမီးကဒီ academic approach ကိုဘလို့ရှောင်မှုဆောင်မှုကိုကြည့်မလဲဆိုတဲ့အခါမှာကိုပြောချင်တာယူကိုစွန့်မကြည့်ဘူးလေလောကကြီးကဘာတွေကိုမျှော်လင့်နေတယ်ခုမင်းကလေးတွေဘုန်းလောလောဆယ်မှာသုံးနှစ်သမီးလေးကို rape လုပ်နေပတ်သက်ပြီးဘုန်းတူမတယောက်ကိုမေးကြည့်ဘူးမင်းတို့ပြောစမ်းပွင့်မလင်းပြောစမ်းဒါတော့ဆိုတဲ့ယောက်ျားတွေဘာလုပ်ချင်လဲဆိုတော့ယောက်ျားတွေအကုန်တတ်ဖြစ်ဖို့ကောင်းနေတယ်ကဲဘယ်နဲ့တော့မင်းရောအဲ့ဒါပါလားဆိုချင်တာကတော့လူတွေမျှော်လင့်ထားတာကမင်းကမင်းကလေးတယောက်ဆိုရင်ဒဇိန်တယောက်ပါသူတို့ကငါ့ကိုညီမလေးတယောက်လို့ချစ်လာဆိုညီမလေးဆိုစောက်ရှောက်ရင်သိကောင်းမှာပဲလို့ပြောတယ်စောက်ရှောက်ရင်သိကောင်းမှာပဲလို့မျှော်လင့်ရင်အဲ့ဒီကိုနဲ့တွေ့တဲ့မျိုးသားတွေဒီနေ့အဖြစ်ယောက်ျားသားတွေဟာမင်းကလေးတွေပေါ်မှာကို့အမေလို့ကို့ညီမလေးတွေလို့ကို့ဟွာလေးတွေတမလေးတွေလို့တကယ်ကိုစစ်မှန်တဲ့ဟွာလို့လို့ရှင်လောကကြီးအလိုလုံးချုံးနေပြီလေအဲ့တော့ဒါမျိုးတွေကလိုတယ်ဆိုတဲ့ဒါရှောင်းဆောင်းရံနေလိုတာပေါ့ရှောင်းရံကတော့ဥပဒေဆိုဒီမှာကြောက်လို့ရှောင်းတာမျိုးအခြေအနေကရှောင်းတာမျိုးကစင်စီယာမဖြစ်ဘူးဥပမာအမှန်မပြည့်နေဆိုရင်ဒီခါနဲ့အမှန်မပြည့်နေပြည့်ရင်1000ဖိုင်းချမယ်ဆရာမတွေဖိုင်းချမယ်1000ပေးရမှာကြောက်လို့မချတာမျိုးတဲ့ဒီလိုလှုပ်ချင်းဖြင့်ကိုယ့်ရဲ့ moral ethics standard ကိုနှိမ့်ကြတယ်ဘယ်သူမှကြီးမကြီး CCTV ကင်မရာတက်တာမတက်တာငါမပြစ်ဘူးမလုပ်ဘူးမပြစ်ဘူးဆိုတဲ့အဲ့ဒီကိုတိုက်ကဒီခုနပြောတဲ့အခြေအနေရရှောင်တာမျိုးမဟုတ်ဘဲနဲ့အတိတရားနဲ့ရှောင်တာမျိုးဆိုရင်သူကတာရှိတယ်အဲ့တော့သမီးကဖျက်တရားတော်ဒီမှာအများကြီးရှိတယ်မင်္ဂလာနဲ့ပြောမယ်ဆိုမင်္ဂလာကိုဘာဖြစ်လို့လူတွေက value လုပ်တယ်သူလည်းချမ်းသာကိုလည်းချမ်းသာတရားမင်္ဂလာကို value ဖြစ်တယ်အဲ့တော့မင်္ဂလာရှိအောင်ကိုကအရင်လုပ်ရင်ကိုယ့်အတွက်ကဒါဒီစာတန်းရေးတဲ့အခါမှာဒါတွေကရှိရမှာအမေလုပ်တဲ့လူသမီးလေးကိုမိသွေးလိုတပုံပုံဒီဇိုင်းနှိမ့်ဆက်နေတဲ့အမေမျိုးလိုချင်သလားတကယ်လို့မိရင်ဖာရင်ဖြစ်တဲ့အမေမျိုးလိုချင်သလားဆိုရင်မိရင်ဖာရင်ကသာကိုယ့်ကိုစောင့်ရှောက်တယ်ဆိုမိရင်ဖာရင်လို့ကိုယ့်အပေါ်မှာတသမီးကို value ထားတဲ့အမေမျိုးရရင်လောကကြီးမှာကိုယ့်အတွက်ဒါကောင်းတာပဲပေါ့အဲ့တော့ဘုရားတရားတွေကိုအဲ့ဒါတွေထုတ်အောင်ထုတ်တဲ့အခါမှာခုနဘယ်သုတ္တံဘယ်လိုရှိတယ်ဘယ်သုတ္တံရှိတယ်ခုနကဒီ academic ကောင်းကောင်းလို့ရင်တော့ facts တွေ reference တွေကိုပံ့ပိုးရင်သမီးဒါစာရန်ရေးလို့ရတာဘောပေါက်လားပြင်ပါဗျာအဲ့ဒါလုပ်ဖို့ပဲအဲ့တော့ဘုန်းတို့ standard ကမင်္ဂလာတို့ဟိရိဥတ္တပတို့ကိုချင်းသိက္ခာတို့ဒုစရိုက်တို့သူစရိုက်တို့ဒါလေးတွေကိုဒါပေမဲ့သူက tradition ရခုနစေတနာဘိက္ခဝေလုပ်လို့မရအောင် tradition မဟုတ်ဘဲနဲ့ဒုစရိုက်ဒုဆိုတာဘယ်လိုအဲ့လိုမျိုးပေါ့ကိုကအလေးချင်းပါတယ်ဒါမှမဟုတ်ဘုန်းတို့နောက်တိုင်းနေမှာသူက theory ဆိုတာတတိုင်းပြောလို့ရတယ်အဲ့ဒါကို apply မလုပ်သေးငါ apply method တွေဘာလို့စကားတော့တတ်တာပေါ့ apply လုပ်တဲ့ခါမှာလက်တွေ့ပါဒါကြောင့်မို့အခုဘုန်းပြောနေတာလူခွေသမားတွေနဲ့ဟိုမှာစန့်ကျင်မဲ့ဖြစ်ဘုန်းကိုဒီ cyber nap ခုတဲ့ခါမှာသူကဘုန်းရဲ့ဒီ registration form ထဲမှာမင်းတကယ်လို့ငါမှားသွားတာတခုတွေ့ရင်မင်းရှင်းနေခေါ်မလားမခေါ်ဘူးလားလို့မေးတာဘုန်းကပြောတာငါမခေါ်ဘူးလို့ဆရာဝန်ကြီးကိုယုံကြည်တော့မခေါ်ဘူးလို့ဘုန်းကလည်းမှတ်ထိုးတာအဲ့တော့ဘုန်းကသူစေကောင်းကိုသွားစီဘုန်းသူကလည်းသူ့မြင်ဘုန်းကိုသူ့ကျိုးကိုလိုလားတယ်ဆိုကိုကမေတ္တာအရင်ပြဘုန်းကလည်းဆရာဝန်ကြီးနဲ့တွေ့ရင်စိတ်ချမ်းသာတယ်ခင်ဗျာကျုပ်ကောင်းလို့ချင်းလုံးတော့မလို့ရင်တော့မှားရင်တော့တရားစွဲမယ်လို့ဆိုဒီစိတ်လုံးဝမရှိဘူး
ကိုယ့်ဘက်ကအရင်ပေးဆက်တဲ့ခါကျတော့ဘုန်းတို့ရဲ့လူနာပေါ့လေဆရာဝန်နဲ့လူနာကြားမှာတခြားလုံးငြိမ်းချမ်းမှုရတယ်တန်တရားစိတ်မရှိဘူးသူကျိုးကိုကျိုးခုရဆောင်းရှောင်းနေတယ်ပြောတော့ဘုန်းကုပြီးတော့လေတကယ်အုံနောက်ကြီးကိုခွဲရမှာမခွဲရပဲနဲ့ဒီ cyber နဲ့လေဆာလေးနဲ့ဘုန်းနဲ့ဒီအခန်းကြီးထဲမှာစေယုံနဲ့ဘုန်းပဲရှိတယ်သူတို့ကတော့ဘေးကနေကြည်လာပေါ့